မင်္ဂလာပါဗျ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့100 Days of Learning Sequel ရဲ့ Day 70မှာ Sequel မှာတော်တော်လေးအရေးပါတဲ့ concept တစ်ခုဖြစ်တဲ့ join နေအကြောင်းကိုပြောကြပါမယ်Sequel ရဲ့ join နေဆိုတာက data table တွေတစ်ခုနဲ့တစ်ခုကိုချိတ်ဆက်တဲ့ concept ဖြစ်ပါတယ်ဒီချိတ်ဆက်တဲ့ concept ကို relational data model အကြောင်းနည်းနည်းလေးလေ့လာထားတယ်ဆိုရင်တော့ပို့ပြီးတော့မြင်သာပါလိမ့်မယ်ကျွန်တော်တို့ရဲ့ database တွေထဲမှာ table တွေနဲ့ data တွေကိုသိမ်းတဲ့အခါသူကရှိသမျှ data တွေအားလုံးကို table ကြီးတစ်ခုထဲမှာသိမ်းတာမျိုးရှားပါတယ်သက်ဆိုင်ရာ data တွေကို table အသေးလေးတွေခွဲပြီးတော့သိမ်းတယ်ပြီးတော့မှအဲ့ဒီ table အသေးလေးတွေနဲ့ပင်မ table တစ်ခုကို relationship တွေချိတ်ပြီးတော့သိမ်းထားတာဖြစ်တယ်ဒီတော့ကျွန်တော်တို့က data တွေကိုဆွဲထုတ်ခြင်းတဲ့အခါပင်မ table တွေကတန်ဖိုးတစ်မျိုးကိုယူမယ်ပြီးတော့မှသူနဲ့ relationship ချိတ်ထားတဲ့ table အသေးလေးတွေကတန်ဖိုးတစ်မျိုးကိုလည်းလှမ်းဆွဲရပါတယ်ဒီလိုမျိုးလှမ်းချိတ်ဆက်ပြီးတော့မှဆွဲထုတ်တာကပို့ပြီးတော့မြန်တယ်ပို့ပြီးတော့ efficient ဖြစ်တဲ့ database တစ်ခုကိုရတာဖြစ်တယ် database တွေကဒီလိုပင်မ table တွေချိတ်ဆက်ထားတဲ့ table တွေက data တွေကိုတစ်ခုနဲ့တစ်ခုလှမ်းပြီးတော့ဆက်သွယ်ဖို့ jig ကို join လုပ်တယ်လို့ခေါ်တာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့က table တစ်ခုနဲ့တခြား table တစ်ခုရဲ့ကြားထဲကတန်ဖိုးတွေကိုနှစ်မျိုးပေါင်းဆက်ပြီးယူခြင်းတဲ့အခါဒီ join တွေကိုသုံးရတယ်ဒီလို join လုပ်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ရှိတဲ့ပထမ table နဲ့ကိုချိတ်ချင်တဲ့ဒုတိယ table ရဲ့ကြားထဲမှာပုံဖြစ်နေတဲ့ column တစ်ခုထည့်ပေးထားပါတယ်ဆိုတော့ဒီပုံဖြစ်နေတဲ့ column ပေါ်ကိုအခြေတည်ပြီးတော့ဒီ column နဲ့ဒီ column နဲ့တူတဲ့အခါကျရင်တော့ဒီတန်ဖိုးတွေကိုယူပါဆိုတာမျိုး sequel ကိုပြောပြီးတော့ဆွဲထုတ်လို့ရပါတယ်ဆိုတော့အဲ့လိုမျိုး join လုပ်တဲ့နည်းလမ်း join လုပ်တဲ့ concept ၃မျိုးရှိတယ်ဒါလေးကိုစကြည့်လိုက်ရအောင်ဆိုတော့ဒီ join ၃မျိုးကဘာလဲဆိုတော့ inner join left join နဲ့ right join ဆိုပြီးရှိတယ်ဒါပေမဲ့အလုံးစုံ join နဲ့ full join နဲ့ cross join တွေလည်းရှိပါတယ်ဒါပေမဲ့ဒါတွေက advanced level တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေ့တော့ inner join left join နဲ့ right join အကြောင်းကိုပဲပြောကြပါမယ်ဒါကငယ်ငယ်တုန်းကသင်ခဲ့ဘူးတဲ့ set formula set theory နဲ့တော့ခက်ဆင်ဆင်ပဲ inner join ဆိုတာကပထမ table နဲ့ဒုတိယ table ရဲ့ကြားထဲမှာလုံးဝတူနေတဲ့ column တွေကတန်ဖိုးတွေကိုပဲယူမှာဖြစ်တယ်ဒီနှစ်ခုမှာကိုက်တဲ့တန်ဖိုးရှိပါထုတ်ပေးမှာဖြစ်ပါတယ် left join ကကြတော့ပထမ table ကတန်ဖိုးတွေကိုယူမယ်ပြီးရင်ဒုတိယ table မှာသူ့တန်ဖိုးတွေနဲ့သွားကိုက်လို့ရတဲ့တန်ဖိုးကိုယူမယ်အကယ်၍ပထမ table မှာတော့တန်ဖိုးရှိနေတယ်ဒါပေမဲ့ဒုတိယ table မှာကိုက်စရာမရှိဘူးဆိုရင်လည်းပဲသူကပထမ table တွေကတန်ဖိုးတွေကိုထုတ်ပေးမှာဖြစ်ပါတယ်right join ကကြတော့သူနဲ့ပြောင်းပြန် table နှစ်ခုကိုအရင်ညှိလိုက်မယ်ညှိပြီးတော့သူတို့နှစ်ခုမှာတူတဲ့တန်ဖိုးတွေကိုအရင်ယူမယ်ပြီးရင်ညာဘက်မှာရှိတဲ့တန်ဖိုးတွေကိုလည်းထုတ်ဘယ်ဘက်ကတန်ဖိုးတွေကိုကြတော့ညှိလို့မရချိတ်လို့မရတဲ့တန်ဖိုးတွေဆိုရင်ဘယ်ခဲ့မှာဖြစ်ပါတယ်ဆိုတော့ဒါကဒီလို set ပုံစံနေနဲ့ပြနေနည်းနည်းမြင်ရခဲ့တယ်နောက်နေ့မှာကျွန်တော်တို့ inner join left join နဲ့ right join ကိုတစ်မျိုးချင်းစီတစ်ရက်စီရှင်းပြပေးသွားပါမယ်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးပါနောက် post မှာတွေ့တာပေါ့